တဲ့ဒါအားကစားသမားလေးတွေပဲဖြစ်ပါတယ် You're a soldier, choosing your battle. Pick yourself up and dust yourself off and back in the saddle. You're on the front line, everyone's watching. You know it's serious, we're getting closer, this isn't over. The pressure's on, you feel it, but you got it all, believe it. When you don't get up, if you don't get up, it's time, baby. Cause this is Africa. It's time for Africa. Listen to your God. This is our mind. အခုကပြပြောပြနေတဲ့ကလေးတွေများကနိုင်ငံခြားကမဟုတ်ပါဘူးဒီကတော့ဘောလကင်ဆန်းရွှေသွေးမှာနေထိုင်ကြတော့ကျွန်တော်တို့ရဲ့ကလေးတွေပဲဖြစ်ပါတယ်ဒါဟာအလိုပဲဂုဏ်ယူစရာကောင်းတဲ့ချက်လေးဖြစ်ပါတယ်ဒီလေအဓိကရှင်တန်းကလေးတွေများဘောလုံးကစားသမားများကဆိုရင်ဘောလကင်ဆန်းရွှေရဲ့ကွက်ဒီမှာဖြစ်ပါတယ်အားလုံးကိုတကယ်ကိုဂုဏ်ယူတာကြောင့်ပြောကြအပ်ပါရှင်ဒီလိုပဲကျွန်တော်တို့ဖိတ်ခေါ်လာတဲ့အလျောက်လာရောက်ရှင်တဲ့ပိတ်ကတော့လက်ပေါ်အတိတော့ကလေးသူငယ်များအားကစားသမားများအားလုံးကိုလည်းလိုက်လေးစွာကျိုးဆိုအပ်ပါကြောင်းသိရအပ်ပါရှင် It's time for Africa.